မင်္ဂလာပါဗျ24ရက်10လ2025ပေါ့4နာရီခွဲအတွက်ပေါ့เนาะကျွန်တော်တို့ဒါပရိတ်ဆိုင်မှုဖြစ်တာပေါ့ပရိတ်ဆိုင်ကဘာရလဲဆိုခွန်ပရိတ်2ပရိတ်5ပရိတ်ရတာပေါ့เนาะဒါ5ပရိတ်ဖြစ်တာပေါ့ဆိုတော့ तू ကကြဒါပေါင်းခြင်းက dead power ကျွန်တော်နက်ခက်အတွဲပေါင်းခြင်းမပါတာပေါ့မပါတာဆိုတော့ခွန်ပရိတ်နဲ့2ပရိတ်က main ဖြစ်တယ်5ပရိတ်ကရဆော့လို့မကောင်းပါဘူးဆော့မကောင်းဘူးရယ်เนาะပိတ်ရပါလို့ရှိရင်ဆော့လို့မကောင်းဘူးကြံကနန်းအနေနဲ့အောင်ကျွန်တော်သုံးတဲ့ရှင်းနဲ့ကြံပါပေါ့เนาะပရိတ်အနေနဲ့ကသူတို့ကြတာ3လုံးပဲကြာသေးတယ်เนาะ2ပရိတ်ရယ်1ပရိတ်ရယ်10ပရိတ်ရယ်ကျွန်တော်3လုံးပဲကြာသေးတယ်เนาะဆိုတော့ဒါပရိတ်က9လုံးကြံမယ်9လုံးကြံမယ်ဆိုတော့じゃအားကောင်းတာအောင်ညနေဒီပရိတ်အစ်စ်အားကောင်းတယ်ဒီကြံတဲ့ကျွန်တော်တို့ဒီပရိတ်အစ်စ်9လုံးအားကောင်းတာပေါ့เนาะညနေ4နာရီခွဲအတွက်ကျွန်တော်ရထားတဲ့ကီးက939ကီးရှိပါတယ်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ပရိတ်အစ်စ်နဲ့ဒီ939နဲ့တွဲပြီးဒါကန်ဆန်းကြည့်ပေါ့နော်ဒီကောင်က3ပင်5ပင်ကျွန်တော်ထိပ်စီးဆိုင်ကျွန်တော်အပိတ်ဆိုင်ဖြစ်တာပေါ့နော်ဒါထိပ်စီးအပိတ်ဆိုင်ဖြစ်တယ်ကျွန်တော်ထိပ်စီးအနေနဲ့ကကျွန်တော်383ညာကျွန်တော်အပိတ်အနေနဲ့က2ခွန်5ဆိုတော့ဒါပါမင်းဒူမင်းအောင်ဒီမှာကျွန်တော်ရမိတ်ဆွေတွေတည်ပြီးသားဖြစ်မှာပေါ့နော်ဒါလေးရောဒါကျွန်တော်ဒါထိပ်စီး main နဲ့ကျွန်တော်အပိတ် main နဲ့တွဲထားတာဒါ3ဝင်5ဝင်3ဝင်5ဝင်ဒါအပင်ရှည်ကြိုက်တဲ့ဒါမိတ်ဆွေများကိုကြိုက်တာပါလို့ရှိရင်ယူဆော့လို့ရတယ်မကြိုက်ဘူးဆိုရင်မဆော့ပါနဲ့ပေါ့ဒီကောင်ကတော့4ပင်3ကက်ဒါပေါင်းချင်း3ကက်နဲ့ကျွန်တော်ဖမ်းတာပေါ့နော်ထိပ်စီးအနေနဲ့ဆော့ခြင်းတဲ့မိတ်ဆွေတွေက4ထိပ်တစ်လုံးနဲ့ရှိတယ်ဒါကျွန်တော်ဒါစိုက်မှုကောင်းတာပေါ့နော်ဒါ4ထိပ်တစ်လုံးနဲ့ရှိတယ်9ထိပ်6ထိပ်ကတော့ကြိုက်ရင်ဆော့မကြိုက်ရင်မဆော့နဲ့ကျွန်တော်ဒီမှာနောက်ပိတ်က613အပိတ်ရှိတယ်ဒါအကွန်နည်းနည်းနဲ့စမ်းခြင်းတဲ့မိတ်ဆွေတွေက46လေးတရှိတာပေါ့နော်ဒီဟိုဘက် channel တွေကအကုန်လုံးကဒါ YouTube ကအဖြတ်ခံလိုက်ရတာဗျာနော်လောလောဆယ်ဒါပြီးတဲ့အတိုင်းပဲဒါကြားတဲ့အတိုင်းပဲပေါ့နော်ဒါ YouTube TikTok အကုန်လုံး like ပြီးတော့ကြာဒါသူ policy နဲ့ညီးတဲ့ဟာတွေကို like ဖြတ်နေတာပေါ့ဆိုတော့ဘာဖြစ်ဖြစ်ပါနော်ကျွန်တော်လည်းကျွန်တော်အဆင်ပြေတဲ့ဟာလေးတွေကျွန်တော်တွေ့တာလေးတွေကိုကျွန်တော်ဒါအချပြပေးနေတာပေါ့ဗျာနော်ကျေးဇူးတင်ပါတယ်